อยากไปสังขบุรีสะพานมอญค่ะประมาณสังกัดแต่เดี๋ยวตัดเลยนู่นประมาณปีตาแต่ไปดีมาเลยฮะล่ะสวยไหมคะต้องทาด้วยเหรออันนี้จะเป็นคนปะแป้งนะคะนี่ค่ะจะว่าจะเป็นอยู่ตรงโน้นนะคะ ตรงนี้ก็เป็นคนถ่ายรูปได้อันนี้ก็เป็นลูกค้านะคะวันนี้เราจับเดี๋ยวအများကြီးလဲသွားနေဆိုတော့သွားလိုက်မယ်အနောက်မှာနေကိုကြည့်ကြည့်လိုက်နေဝင်နဲ့အပန်းရောင်တော်တော်လိုက်ကြောင်တောင်နဲ့ရောက်လာပြန်ပါပြီခဏလေးနော်ပြန်ပြောပြမယ်ဘယ်ရောက်နေရလဲဆိုတော့ခုကားကိတ်ရင်သွားလိုက်အောင်မယ်17နာရီခွဲကားရှိမှမလားမသိဘူးสังขบุรีတဲ့ဟိုမှာอยากไปสังขบุรีสะพานมอญค่ะ1 คนมี10 บาทไหมคะ10 บาทมีค่ะออกกี่โมงค่ะออกเลยค่ะตรงหน้านี้เหรอคะใช่ค่ะที่นี่สวยลงไหนไปสะพานมอญนะคะนี่จะไปมอไซค์ไหมโอเคขอบคุณค่ะครับมอไซค์เช่าก็มีคะมอไซค์เช่าก็มีค่ะไม่ไปทางมอลงค่ะเท่าไหร่คะ40 บาทแป๊บนึงนะคะโอเคสวัสดีค่ะไม่จองไม่ได้ค่ะใช่ค่ะได้ค่ะมาตามเพจเหรอคะ ค่ะ มาตามเพจเหรอไม่หนูมาตามเพจของป้าใช่ไหมใช่ค่ะเป็นหนูก็จมใช่ตกเลยเนี่ยตั้งนอจันมาไทยคนเดียวน้องก็มาตามเพจเลือกเอาแต่เลยอย่างเงี้ยชอบตรงไหนค่ะได้ค่ะตรงนี้ก็ได้หมดอ๋อมีวันนี้มีคนนอนไม่มีไม่มีตรงนี้ก็ได้ของไม่มีအခုဘာလုပ်နေမှလဲကလေးတွေနဲ့ပြိုင်ပြီးအိတ်ဟောမှာရောက်လာတော့တော်တော်လေးပင်ပန်းခဏလေးအိတ်ပြီးညနေကျရင်ဖတ်သွားလိုက်ပြီအလုံးမဲမင်္ဂလာပါဟွမ်မှာအခုဟွမ်က
မွန်တရာရောက်နေရပါတော့ဆန်ခပူရီရဲ့မွန်တရာမှာရောက်နေပါတယ်ဒီမှာကအခုချိန်အထိပေါ့နော်ဒါတကြံအသက်နေမှာရေပတ်တော့မယ်ကလေးတွေရေပတ်တာအောင်မြင်ရင်တော့မြင်ရမှာဒါပေမဲ့တချို့ကလေးတွေလည်းကိုယ်မပတ်ဘူးမဆိုသေးရင်တော့မပတ်ဘူးပေါ့ဆိုရင်တော့ပတ်တယ်အဲ့လိုခုကမွန်တရာမှာဆန်းဆက်တွေပါသွားချိမယ်ပေါ့နော်ဒီနေ့ကတို့လူကြီးတွေကိုရေတွေပါချိုးပေးရတယ်စနာခွမ်းတော်မှာသွားချိုးပေးလိုက်တယ်တို့အိမ်ကလူကြီးမှာတို့ဒီနှစ်ကတော့ရေကအရန်ခမ်းတယ်ပေါ့နော်အရင်နှစ်ကဆိုရင်ရေတွေအများကြီးရှိရပြမယ်น้องเหลือเที่ยวนึงครับ ค่ะ น้องเหลือ มันมีราคาแบบไหนคะ 3 ป้ายนี่เลยครับมาตรฐานนะครับของเทศบาลเนี่ย อ๋อ มันราคาเมาหลามเลยครับ มันมีราคารวมไหมคะ ไม่มี ราคารวมต้องแชร์กันแหละ อ๋อ แชร์กันต้องรอ อ๋อ เนี่ยมาราคาเมาหลาม1 ชั่วโมงท่านครับได้ต่อหลาม ถ้าไปไกลไหมคะ นะ ถ้าไปใช้เวลาเท่าไหร่คะ แล้วแต่ลูกค้านั่นนะเราใช้เวลาประมาณ1 ชั่วโมงอ่ะถ้าถามเราอะ อ๋อ แต่ลูกค้าเดินตามสะดวกเลยเราไม่จำกัดเวลาครับ ค่ะ เวลาเลยถ่ายรูปตามสบายเลยครับถ้าขึ้นวัดไปแล้ว อืม ลูกค้าลงไม่ไหลก็ไปอีกวัดหนึ่งประมาณนี้เลยค พ รั รุ่ บ งนี้ก็ออกใช่ไหมคะ ฮะ พรุ่งนี้ก็ออกใช่ไหม พรุ่งนี้ก็มีตลอด อ๋อ ทุกวันเลยครับ6 โมงเช้า6 โมงเย็นครับ 6 โมงเช้าถึง 6 โมงเย็น ครับ ค่ะ ขอบคุณค่ะ ครับ ตัวဒီဖုန်ကြီးကျောင်းဆိုရင်300ဒီဖုန်ကြီးကျောင်းနေဆိုရင်ဈေးနှုန်းဘယ်လောက်အာအမစကားတက်တယ်ဗော อ๋อตัดเลย အာဟုတ် လုံးလည်းပမာပြည်သားတက်ပဲဒီမှာလဲ ဟုတ်လား อืม သမီးမနေ့ဖြန်ကြရင်လာခဲ့မယ်ဒီနေ့က သူ့လူရှာရမှာ ဟုတ်လား အခုတလောကဟိုတမရတိတ်လာမလဲဘူးနော် อืมဟိုတကြံတော့ဆိုလူများတယ်ခုနေရောပြီ อืมအော်မနေ့ဖြန်ပွဲရှိရယ်ဆိုလေမနေ့ဖြန်ပွဲရှိရယ်ဆို ဟုတ်တယ်တပတ်ခါလေ အော်တပတ်ခါလား တပတ်ခါဟိုဘုန်းကြီးဦးတယ်မြေလောင်းဘုန်းကြီး 18ရက်နေ့မှာလား သက်ခေါ်သက်ခေါ်ကျုံပေါ့တယ်ညကြောညကောညတော့ဒါပြတော့ကျတော့ကောညပုံဒါကြိုက်တယ်သက်ခေါ် ဟောဟုတ်ကျေးဇူးပါရှင်မနေ့ဖြန်ကြမှာပဲဒီဟိုကရေမြုပ်တဲ့ဖုန်ကြီးသွားမယ် ရတယ် ဟုတ်ဟုတ် ဒီမှာပဲလာပြီးဆက်သွယ်လိုက်လေ ဟုတ် ဒီထဲမှာပဲ ဟုတ်ကျေးဇူးပါဟုတ်အိုဒီမှာဆိုရင်ရေကတိတ်မရှိတော့ဒီလိုမျိုးတွေတွေ့ရဒီမှာဒီဟာကဟွမ်ကတရာအောက်ရောက်နေတာပေါ့နော်ဒီအောက်မှာဆိုရင်လူနေအိမ်နေလည်းရှိရယ်ဟာဥပိန်တရာနဲ့နည်းနည်းဆင်နေနော်သူတို့စီမှာကြတော့ခဏညိုင်တရာပေါ်တက်သွားလိုက်မယ်ရိုးရိုးနေတွေမှာဆိုရင်ဒီထဲမှာဈေးရောင်းတဲ့အသေးတွေပါရှိမှာဒါပေမဲ့ဒီနေ့လိုမျိုးဆိုရင်တော့မရှိဘူးသူများတွေအကုန်လုံးရေသွားပတ်ကြတာမသိရင်ဥပိန်တရာနဲ့ရောက်သွားတယ်လို့ပဲဒီမှာဆိုရင်ဒီမှာยังไม่แจกค่ะขอบคุณค่ะน้ำโต๊ะဆေးရောင်နေဆိုင်နေအားရညာရီအကြတော့ဝမ်းကဘာလုံးမလဲဆိုတော့ဒီမှာဗန်ခဏရှောက်လိုက်မယ်ဆန်းဆက်တွေပါချိမယ်ညကြရင်ညစီသွားမယ်မနေ့ဖြန်ကြရင်သူတို့ဟိုရိုးရတကြံပွဲရှိရယ်ဆိုတော့မ
မွန်ရိုးရတဲ့ကြံပွဲကိုညနေကျရင် join မယ်မနေ့ကျရင်ဒီဖျားတို့ဘာတို့မှာသွားလေမယ်ပြီးတော့တစ်ပတ်ခါကျရင်ပြန်မယ်မနေ့ပိုင်းကျရင်လေဖျားစွန်းနေဖျားစွန်းကတ်မယ်လာရတော့မပြမယ်ဒီမွန်တရာပေါ့နော်အရှိ850မီတာလောက်ရှိတယ်ပြီးတော့အထက်ရှိတဲ့တရာကကြတော့ငါတို့မြန်မာနိုင်ငံမှာရှိတဲ့ဥပိန်တရာအထက်ရှိရကွာဒါပေမဲ့အခုလောလောဆယ်မှာဆိုရင်တော့ဥပိန်တရာပြက်ငလင်ကြောင့်မလို့ပြက်တယ်အဲကြတော့ဒီတရာကိုပဲလာကြည့်ကြအောင်နားရတယ်บ้านนี่ตรงนั้นนี่ อ๋อเหรอคะ ใช่ อยู่บนเรือเหรอคะ ใช่มีเรือด้วย 1 2 3 ก็ไปทำก่อน ขอถ่ายรูปแบบนี้ได้ไหม บีกลัวติดนี่หนูถ่ายให้ไหม ได้ถ่ายด้วย1 2 3โอเคยืนตรงนี้กับตรงนี้1 คนโอเคพี่ถ่ายแล้วนะ1 2 3ยังไงสวยไหม สวย สวยเนาะ ถ่ายไหมไอเจ โอน เค หลับ ถ่ายให้ได้ไหมคะ ถ่ายวิดีโอนะถ่ายวิดีโอไหมครับพี่ ได้ค่ะ กวนถ่ายวิดีโอ โอเค อย่าเพิ่งเร็ว1 2 3 1 2หมายถึงว่าวิดีโอ ไม่เป็นไรพี่ถ่ายอยู่แล้วค่ะโอ้ยสวยไหมคะอ๋อต้องทาด้วยเหรอโอเค มันไม่ได้อะพี่ต้องการถ่ายนี้ อ้าวเหรอ ตรงนี้จริง โอเคค่ะเดี๋ยวพี่ขอตั้งกล้องนะ ได้ค่ะจะหนูจับกล้องให้ไหมคะพี่รู้สึกไม่เป็นไร อ๋อ อันนี้พี่ไม่ถ่ายเหรอคะ ถ่ายอยู่ค่ะ มันหลับ นี่ไง พี่มายืนตรงนี้สวยเจอพระอาทิตย์ด้วย จะเป็นแบบนี้นะคะแบนเรือ56แบนน้องเขาเรือ56เหรอคะ ใช่ค่ะ นะคะ จะเป็นแบบนี้จะเป็นคนถ่ายรูปคนนี้ ก็อันนี้จะมาเป็นลายปักแป้งค่ะ พี่คนนี้ปักแป้งเสร็จแล้วนะคะ นี่ค่ะ อันนี้จะเป็นคนปักแป้งนะคะนี่ค่ะจะว่าจะเป็นอยู่ตรงโน้นนะคะ ตรงนี้ก็เป็นคนถ่ายรูปได้ อันนี้ก็เป็นลูกค้านะคะตรงที่เขามีเรือค่ะ ตรงที่มันมีเรือก็จะเป็นบ้านของเราค่ะ ก็ ตรงไหนคะ บ้านของหนู ไปเดี๋ยวอยากให้กองบ้านหลังที่มันมีที่มันมีเรือตรงนู้นอ่ะที่ฟ้าๆนั่นนะคะมันดาบเครื่องมันดาบอ่ะนี่กดเอาให้พี่เขาสิอันนี้ก็คือพี่เขา ใช่พี่สวยไหม ช่วยเป็นเรือ50 โอเค ไหนค่ะแม่เป็นเรือ50 ขอบคุณค่ะ บ๊ายบายโอเค ကလေးတွေရောက် vlog အောင်လုပ်တတ်တယ်ဟိုအမလေးဟဲ့မော်မလေးဖြစ်သွားပြီဒါပေမဲ့အင်ဂျီကတော့လိုသေးတယ်ကလေးတွေလိမ့်ပေးလိုက်တာလှတယ်ဒီမှာဆိုရင်တွေ့လာလှရယ်နော်ဟိုသူ့ရဲ့ဒီအယောင်နေရောင်လေးကဒီလိုဟန့်နေတာဟိုမှာဆိုရင်ဟာတပုတ်စရာ
တပုံစရာတော့ကျမ်းပြီဒီမှာဆိုရင်လေးတွေပါရေလော်ခတ်နေရင်ဒီရဲ့ဒီဟာကြတော့လုံးချင်းအိမ်တွေပေါ့နော်ဒါတွေကငားလို့ရတယ်တစ်နေ့ကို1000ကျော်2000ကျော်အဲ့လောက်ပြီးရင်ဒီဘက်ကဟိုင်းပြမယ်ဒီဘက်ဆိုရင်လည်းအရင်တော့ရေတွေကအများကြီးကွာဒါပေမဲ့အခုကကြတော့ဒီမှာဒီကအမှန်ဆိုရင်ဒါတွေကရေတစ်ပြင်းလုံးဖြစ်ရမှာဒါပေမဲ့အခုကကြတော့ရေကခန်းသွားတော့အောက်ကရွှတ်နေပါရငင်းနေရပါတော့ဒီကကြတော့လေးစိတ်ဖျားတွေပါတော့ပူးမယ်ဆိုရင်ဒီများဒီရဲ့လေးစိတ်ကနေသွားပြီးတော့ဘက်ကတော့သွားပြီးရေနစ်နေတဲ့ဖျားလေအဲ့လိုမျိုးနေရမှာသွားပြီးတော့မှသွားလင်ချပါတော့အခုကနေရာဒီရောက်ပြီဆိုတော့ပေါ်လာပြီဖျားအထဲမှာလည်းလမ်းလျှောက်လို့ရအရင်တော့ဆိုဖျားကရေတွေမြုပ်နေရပါတော့မှန်ဒီရဲ့စာမှာဖတ်ကြည့်တဲ့လောက်ကပေါ့နော်ဒီရဲ့တရားကကြတော့လုံဖို့ဥတ္တမနေမှာဒီထိုင်းနဲ့မွန်ရဲ့ရွာတေးသေးလေးနဲ့သွားရလာရလွယ်ကူအောင်ဆိုပြီးတော့မှစောက်ပေးထားရပါတော့ဒါဆိုရင်သူတို့ရဲ့လုံးဝ traditional နဲ့ပဲစောက်ထားပါတော့ဒီအောက်မှာဆိုရင်မဥပိန်လိုမျိုးပဲဒီရဲ့ဟာတွေဆိုရင်သူတို့ပြုတ်ပြင်တာတို့ဘာလို့တော့ရှိရပါတော့ခွေးလေးတွေလည်းရှိတယ် ဟုတ်နာမထိုးဒီပါနေကဲတော့ပဲအောက်တိုင်းလောက်ဒီမလားပြောတယ် အခုဆိုရင်ဟွမ်အောက်ဆင်းလာပြီပေါ့နော်ဆိုတော့ဟွမ်ကအပေါ်မှာမလားအခုကဟွမ်ကအောက်ဆင်းလာလိုက်ပြီဒီအောက်မှာဆိုရင်ဒီမှာရေကအရန်ခမ်းသွားလို့လေဟောမှာကြည့်လိုက်ဒီနားလေးမှာဒီလိုမျိုးလေးနေတော်ဝင်နေတွေ့လားဒီမှာနေလာရနော်ဒီမှာဆိုရင်သူတို့ home stay တွေရှိတယ်ဒီလိုမျိုးလေပေါ်မှာလွင့်နေတဲ့ဘောရေပေါ်မှာလွင့်နေတဲ့ home stay ပေါ့နော်နည်းနည်းတော့ကြောက်တယ်ဟာဟိုနည်းနည်းတော့ကြောက်တယ်ဒါပေမဲ့အများကြီးလည်းသွားနေဆိုတော့သွားလိုက်မယ်ဒီအောက်ကနေကြည့်ရပိုလာတယ်ဟောအနှစ်သာရတခုခုမြင်ရဟာဒီမှာပြမယ်နော်ဒီလိုမျိုးလေးနေဝင်သွားပြီတွေ့လားဒီလိုအသက်လေးတော့ဖောင်မျိုးပုံစံနဲ့လှုပ်ထားတာဒီအောင်မှာထိုင်လို့ရတယ်နည်းထိုင်တော့လည်းပြန်ရရင်လေစီးပြီးတော့မှဖះကိုသွားချီရင်ကောင်းမလားမသိဘူးဒီလိုလေးလေးပေါ့နော်ဟုတ်ရတော့ပြီမသွားတော့ရေထဲပြုတ်ကြတော့မှာမကြည့်ဒါပေမဲ့မသွားရအောင်လေဟိုဘက်မှာလေးငါနေတဲ့နေရာကြတော့အခုဒီနေ့မှလာထိုင်နေပါတော့။ဘာလို့လဲဆိုတော့နိုင်မာကတ်ဖြစ်တကူကူဖြစ်သွားစားရအောင်။ကြည့်လောက်မယ်။ Okay ဒီမှာ walking street ရှိရပါတော့။ခဏည walking street တွမ်းမယ်။ဟဲ့တကူမျက်နှာတစ်ခုလုံးတနခါးဖြစ်ကုန်ပြီ။ဟုတ်ပါဘူး။စပင်တစ်ခုလုံးလည်းတနခါဖြစ်ကုန်ပြီ။
မှာဆိုရင်အေးချမ်းချမ်းလေးပဲကြည့်နော်ဒီကနေကြည့်လိုက်အပန်းဖြူဒီမှာဆိုရင်ရေလိုင်းနေမဟွန်ထိုင်နေဒီမှာဆိုရင်ရေလိုင်းတောက်တိုင်းတရားရဲ့တောက်တိုင်းပြီးတရားပြီးရင်ကောင်းကင်ဆိုရင်လည်းဒီမှာဒီလိုမျိုးလေး don't move လေး share ပဲဒီနာခဏလေးတော့ထိုင်လိုက်အောင်မယ် 누워는 보고 죽겠다야. ခေါင်းနိုင်လည်းရှိအခုညအချိန်ရောက်လာပြီညအချိန်ရောက်လဲတို့တရားမီးထွန်းထားတော့လာတယ်ဒီဘက်ကကျတော့ထိုင်းဖက်ဒီဘက်ကကျတော့မွန်ဖက်ပေါ့နော်ဟွန်ကကျတော့မွန်ဖက်မှာသွားအိတ်တာဆိုတော့ဒီဘက်ကိုပြန်မယ်တော့ပုံရက်လာအောင်မယ်ဒီနောက်မှာနေရခုမှဝင်သွားနေဝင်နဲ့အယောင်လေးတွေ့နေရတော့မယ်ဒီမှာဟိုတော်တော်လာရောနော်ဒီမှာကြည့်လာရနော်9နာရီအခုချိန်က9နာရီပဲရှိသေးရနော်အနောက်မှာနေကိုကြည့်လိုက်နေဝင်နဲ့အပန်းရောင်တော်တော်လာတယ်ဒီမှာအပန်းရောင်ဖြစ်နေပြီးအောက်ကရေနဲ့ဟတ်သွားဒါကြတော့စနအဟွန်ပြောတယ်သူများလုံးချင်းကအိမ်လေးပေါ့နော်ဒါဒီမှာဒါတရားလေးတော်တော်လာတာပဲဒီနေ့ကတော့ဒီလောက်ပါပဲခဏနေကြရင်တခုခုသွားရှာစားအမေတော်လေးကိုလာရင်လို့ပြောရမှာဒီတရားမတူကကြတော့လက်စစ်မီးတွေပါရရှိတော့ဒီလိုလုံနိုင်နေလေနော်တခုခုသွားရှာစားချတာပေါ့အခုထမင်းဆိုင်တစ်ခုမှရောက်နေရပါတော့ဒီမှာကနိုင်မှာတက်တော့ရှိရတယ်အဝေးပဲဟိုလမ်းလျှောက်သွားမှာဆိုညရောက်ပြီဆိုတော့မသွားတော့တော့ဒီမှာဒီနေ့အသက်နေမှုထင်နေဆိုင်နေရတိတ်မှုမဖွင့်ဟိုအကြိုက်ပဲလမ်းလျှောက်ရအဆိုင်ကိုလိုက်ရှာရတာအကြိုက်ကိုအကြိုက်တယ်တော့ဒီဒီဆိုင်ရလို့မှရင်မြတ်တော့မှာဟန်စနာမြန်မာစာလို့ထင်နေရတိလားမှာစားလုံးကြီးမှာစားလုံးကြီးစားအားလုံးကြည့်ကြမတ်တအိမ်အဲ့လိုမျိုးအိမ်စားအိမ်မှတ်နေမဟုတ်ဘူးဒါထိုင်းတော်မှာอาหารလို့ရေးထားဘယ်ရန်စားပါလို့ထင်နေအခုကဝတ်သားထမင်းကြော်လေးမလိုက်တာဟောပေါ့ပပလေးဘယ်လေရန်စားနေပြီဆိုတော့ထမင်းကြော်ပါဆိုင်က collaboration လုပ်ထားတယ်ဒီဝင်းရဲ့ဒီအရှိရစပွဲထုံပါပဲဟောပါလဲဆိုတော့ဝတ်တာမုကထဆိုင်ဒီလေးညလိုက်ဝတ်တာထမင်းကြော်ပါဒီမှာပြန်တွေ့ဒီမှာလုံးဝဘလိုမျိုးကင်မရာဘာဖြစ်တာဒီမှာပြောရမယ်ဆိုရင် slow life ပုံစံလိုမျိုးပေါ့နော်ဒီကနေအောက်ဆင်းသွားရင်တော့တရားတွေ့ရတယ်ဟုတ်ပါမှာဟိုတော့ဟိုတယ်လေးကိုပြန်သွားလောက်
เองตามสบาย ค่ะ อ๋อ ชุดอยู่ตรงโน้นนะ อ๋อโอเคค่ะค่ะพรุ่งนี้ใส่บาตรได้ไหมคะ ได้เอาตักบาตรเลยเดินไปถึง ค่ะ แล้วก็น้ำกินอยู่ตรงนี้ครับน้ำแข็ง ค่ะโอเคค่ะขอบคุณค่ะอ๋อเป็นอะไรเลยมามีเลยยาวขนาดนี้พี่คะตักบาตรกี่โมงคะ น่าจะ6 โมงครับ ค่ะ ห้องน้ำอยู่ข้างหลังครับเดิน โอเคค่ะ ขอบคุณค่ะโอเคเดี๋ยวดูว่ามันရှိပါဘူးအခုကဟိုရေသွားချိုးမှာပေါ့နော်မနေ့ဖန်မနေ့ကျရင်စောနေပါကမှာဆိုတော့သူတို့ပြောဒီအင်ဂျီတွေယူဖို့လိုရတယ်ကြိုက်တဲ့ဟာယူဖို့လိုက်ပေါ့နော်ทำไมนี่ตาหวานมามีคนอยู่ไหมคะอ๋อลุงမရှိဘူးโอเคအဲ့ဆိုရင်ဟိုန်ဒီနားမှာတပတ်တစ်ခုယူလိုက်မယ်တပတ်ကယူသုံးလို့ရပါတော့ဒါကြတော့ရေချိုးခန်းမှာအင်တာလည်းရှိရယ်ဒါကြအင်တာပေါ့နော်โอเคရေတော့ချိုးလိုက်အောင်မယ်